အောင်ကစောင့်ကြည့်ကြုံပြီးကရင်ပေါ်မှာအိတ်နေတယ်နှိုးဆက်တန်ပြုံးပြုံးတောက်လာနေတယ်အောင်မျက်စိတစ်ဖက်ပဲဖွင့်ပြီးဖုန်းကိုလှမ်းပိတ်တယ်အောင်ကညီးတွားတန်နဲ့ကျောင်းမတက်ချင်ဘူးဗျာကဘာကြီးဂျပန်ခေတ်စီပြန်ရောက်သွားရင်ကောင်းပါပဲကျောင်းတက်ရတာလူသားမျိုးနွယ်စုကိုနှိပ်စက်တဲ့နီးလန်းပဲအပြင်မှာဒုံဆိုပြီးတကားထုတန်ထွက်လာတယ်အမေဖြစ်သူကလက်ထဲမှာရက်တောင်တစ်ဖက်ရောက်မှတစ်ဖက်ကင်ပြီးအခန်းထဲဝင်လာတဲ့ဆောင်ကိုဆွဲလန်လိုက်တယ်အမေကဟဲ့အောင်9 နာရီထိုးနေပြီထားဆန်းကျောင်းမတက်ချင်ဘူးဆိုတာဘာသဘောလဲအောင်ကငုံမဲမဲနဲ့ရုန်းကန်ရင်အမေကလည်းကျွန်တော်ဒီနေ့နေမကောင်းဘူးဗျခြေထောက်တွေနာနေတယ်ခေါင်းလဲကိုက်တယ်ပြီးတော့စိတ်တန်ရာ trauma ရနေလို့အမေကတားဖြစ်သူရဲ့နဘူးကိုလက်နဲ့ဆန်းကြည့်တယ်ပြီးတော့တက်ပြင်းချပြီးလေတံပြောင်းသွားတယ်အမေကတိတ်ကယူဆိုင်တဲ့လေတံနဲ့ဟုတ်လားငါသားလေးပင်ပန်းနေတာပဲကောင်းပြီလေဒီနေ့ကျောင်းမတက်နဲ့တော့အိမ်မှာပဲနားတော့အောင်မျက်လုံးဝိုင်းသွားပြီးဝမ်းသာအားရဖြစ်တကယ်ကြီးလားအမေကကဘာပေါ်မှာအကောင်းဆုံးအမေပဲဒါဆိုတာဖုန်းကိန်းလေးအမေကရောက်မော့ကိုမြှောက်လိုက်ပြီးမျက်နှာတီကြီးနဲ့ဖြတ်ပြောလိုက်တယ်အမေကနေဦးလေကျောင်းမတက်ရင်ဖုန်းမကန်ရဘူးဒီနေ့အိမ်ကရေခဲတစ်တာဆေးရမယ်အဲကန်းတုပ်ရမယ်ပြီးရင်မိနဲ့တူဈေးကိုချင်းတောင်းဆွဲလိုက်ခဲ့ရမယ်ကဲဘာလို့မလဲအောင်မျက်လုံးပြူးသွားပြီးချက်ချင်းကရင်ပေါ်ကဒုံးမနဲ့ထွက်တယ်မေသားစဉ်းစားကြည့်တာចောင်းစာဆိုတာတိုင်းပြည်ရဲ့အနာဂတ်ပြဘ ഹു တုတရှာမရမယ်သားចောင်းသွားတော့မယ်နော်တတာအောင်တယောက်ရွယ်အိတ်ကိုကောက်ရွယ်ပြီးအခန်းထဲကနေလျှက်စီးလက်တလို့ပြေးထွက်သွားတယ်အမေကတော့ရောက်မကိုကင်ပြီးပြုံးကြံခဲ့တယ်